ရန်ကုန်မြို့ရဲ့ business location တွေမှာနေရာကောင်းတစ်ခုကလုပ်ငန်းအောင်မြင်မှုရဲ့60%ကျော်ကိုဆုံးဖြတ်ပေးပါတယ်။ဒီနေ့မိတ်ဆက်ပေးမယ့်အဆောက်အဦကတော့ဟိုတယ်လုပ်ငန်း၊ဆေးရုံလုပ်ငန်းတွေအတွက်ချက်ချင်းအသုံးချနိုင်တဲ့အားတက်လုံးချင်းတိုက်တစ်လုံးပဲဖြစ်ပါတယ်။အိုင်သာယာပီမိုးနင်းလမ်းမကြီးပေါ်မှာတည်ရှိပြီးအစင်းမြင့်အင်အားတွေရဲ့အနည်းဆုံးမှာရှိတဲ့အတွက်မြင်ကွင်းကောင်းမှုလမ်းသွားလမ်းလမ်းများမှုလူတွေမြင်လွယ်တဲ့ visibility ကောင်းမှု brand image ကိုတိုးမြင့်ပေးနိုင်တဲ့ location ကောင်းတစ်ခုပဲဖြစ်ပါတယ်။ hotel လုပ်ငန်းရှင်တွေအတွက် master bedroom 29ခန်း single bedroom 2ခန်းပါဝင်တဲ့ structure က room capacity ကိုအပြည့်အဝအသုံးချနိုင်စေပါတယ်။စင်မြင့်တယ်လီကလည်းပါဝင်ပြီးအပေါ်ဆုံးတက်မှာ rooftop bar ဖွင့်လို့ရတဲ့ဒီဇိုင်းကလည်း guest experience ကိုထူးခြားစေပြီးမြို့ရဲ့ view ကိုတမူထူးခြားစွာခံစားစေနိုင်ပါတယ်။ဆေးရုံ clinic လုပ်ငန်းတွေဆိုရင်လည်းလမ်းမကြီးပေါ်မှာတည်ရှိမှုကြောင့်လူနာဝင်ရောက်လွယ်ကူစေမှုနဲ့ department ခွဲပြီးစနစ်တကျ operation လုပ်ဖို့တင့်တော်တဲ့layoutကိုပိုင်ဆိုင်ထားပါတယ်။အဆောက်အဦအနေနဲ့မြင်ညီတတ်ပါ9တန်းမြင့်ဖြစ်ပြီးအထက်တိုင်းမှာ firehouse စနစ်ပါဝင်တယ်လို့ရေဘူးရေအေးစနစ်အပြည့်စုံပါရှိပါတယ်။ဒါအပြင်လုပ်ငန်းအတွက်အရေးကြီးတဲ့လျှက်စစ်စနစ်ကိုလည်း200 kVA မီးအားထောက်ပံ့ပေးထားတဲ့အတွက် hotel ဆေးရုံလို continuous operation လိုအပ်တဲ့လုပ်ငန်းများအတွက်စိတ်ချယုံကြည်စရာဖြစ်ပါတယ်။လုံခြုံရေးပိုင်းမှာတော့ CCTV 28လုံးတပ်ဆင်ထားတဲ့အတွက်ယုံကြည်စိတ်ချစွာ operation လုပ်နိုင်မှာပဲဖြစ်ပါတယ်။ဒီလုံးချင်းတိုက်ဟာနေရာကောင်းကိုအခွင့်အလမ်းဖြစ်ပြောင်းလဲပြီးလုပ်ငန်းကိုချောမွေ့စွာစတင်ခြင်းနဲ့ hotel လုပ်ငန်းဆေးရုံလုပ်ငန်းရှင်များအတွက်တန်ဖိုးရှိတဲ့ business access တစ်ခုပါ။အသေးစိတ်အချက်လက်တွေကိုတော့တင်လုပ်ငန်းရည်ရွယ်ချက်နဲ့ကိုင်းညီအောင်အတူတူဆွေးနွေးကြရင်အခုပဲမြန်မာရေးကြကိုဆက်သွယ်နိုင်ပါတယ်။